မြတ်စွာဘုရားကိုကိုးကွယ်တာဟာအမှန်တရားကိုသိဖို့ကိုးကွယ်တာဒီတယ်မပိုးရအောင်သို့တော်လူတွေကယုံကြည်အားကိုးမှုအမျိုးမျိုးနဲ့စီမီပန်းရေချမ်းတို့နဲ့ပူဇော်ပြီးတော့ဆုတောင်းနေကြတာကတော့နတ်ကိုးကွယ်တဲ့ဘဝကလာလို့အကျင့်ကြီးပါနေတဲ့ဒီအကျင့်ကိုမဖြောင်းနိုင်လို့လုပ်နေကြတာဖြစ်တယ်မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ငါကိုစီမီပန်းရေချမ်းနဲ့နေစဉ်ပူဇော်ကြငါကမဆလိုက်တယ်လို့ဘယ်တော့မှမဟောဘူးငါဟောတဲ့အတိုင်းလိုက်တာจิตသုံးညရှောင်ရမယ့်ဟာကိုရှောင်ညလုပ်ရမယ့်ဟာကိုလုပ်ကြတာပဲဟောနော်အဲ့ဒါကိုပဲလူတွေကသဘောမပေါက်နိုင်တဲ့အခါကျတော့ယုံကြည်အားကိုးမှုအမျိုးမျိုးနဲ့ငဘူးနှစ်ဆာလုပ်ပြီးတော့ဆူတောင်းနေကြတော့မယ်တကယ်ကတော့ဘုရားကဝင်သူတော်စင်နေနဲ့မြတ်စွာဘုရားဘာဟောတယ်လဲသိဖို့အရေးကြီးအားလုံးပဲမင်္ဂလာညချမ်းလေးပါရှင်ဒီနေ့အမေရဲ့သက်64နှစ်ပြည့်မွေးနေ့ပေါ့နော်တကူလာပြီကျော်9ရက်နေ့မှာအမေဦးပန်းနေလဲပေးဖြစ်ပါတယ်ပြီးတော့ကြာစံကျော်ပေါ့နော်ကြက်သားကြာစံကျော်ကိုလည်းကျော်ပြီးတော့ဘုန်းကြီးကျောင်းနေဆွညိုက်ဖို့ပဲဘေးအိမ်တွေလည်းဝေးပြီးတော့အမေကိုကုသိုလ်လုပ်ပေးဖြစ်ပါတယ်အမေအသက်ရာကျော်ရှည်ပြီးတော့အေးချမ်းစွာတရားအားထုတ်နိုင်ပါစီရှင်